Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Photoshop ဒီဟိုပါပေါ့နော် lesson 4ပေါ့နော် lesson 4အနေနဲ့ကျွန်တော်ကဘာကိုသင်ပေးသွားမလဲဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ Photoshop lesson 4အနေဖြင့်ကျွန်တော်ဒီ Photoshop မှာစာရေးနည်းပေါ့နော်စာရေးပြီးတော့မှစာလုံးလေးတွေကိုဘယ်လိုမျိုးအကျုံးချဲ့လုပ်လဲဆိုတဲ့ဟာလေးစနစ်တကျစီနီးလေးကိုကျွန်တော်သင်ကြားပေးသွားမှာဖြစ်ပါတယ် test design လို့ကျွန်တော်အမည်ပေးလိုက်မယ်ပေါ့ဗျာเนาะဒီနေ့မှာတော့ Photoshop မှာကျွန်တော်တို့ဒီစာရိုက်တဲ့ typing လုပ်တဲ့ဟာလေးကိုကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်ဒါဒီအားတစ်စက်ထဲမှာပဲကျွန်တော်ဒီ preprint မှာရှိတဲ့ Premiere Design file တွေကို download ဆွဲခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ Yahoo PC လို့ရိုက်ရှာပြီးတော့မှ Telegram မှာ join ပြီးအဲ့မှာ preprint မှာရှိတဲ့ Premiere Design file တွေသွား download ရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်ကတော့ဒီ Photoshop ကိုလုံးဝအခြေခံမရှိတဲ့သူတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့အခုလိုသင်ခန်းစာလေးတွေကိုကျွန်တော်လုပ်ပေးရခြင်းဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော် lesson 1မှာသင်ပေးခဲ့တဲ့ကျွန်တော် control N နဲ့ layer အသစ်တောင်းလိုက်မှာဖြစ်ပါတယ်ကျွန်တော်1040ပဲresolution 300နဲ့ပဲပေါ့နော်ကျွန်တော်ပတ်စင်နဲ့ပဲအဒီထဲမှာပဲကျွန်တော်ရိုက်ပြပေးမယ်ပေါ့နော်ဟုတ်ပြီပထမအဦးဆုံးရလာတဲ့စာရွက် paper ကိုကျွန်တော်တို့အယောင်ချယ်မယ်ပေါ့အယောင်ချယ်မယ်ဆိုကျွန်တော်တို့ Photoshop 2 bar မှာရှိတဲ့ကျွန်တော်ဒီနေရာမှာအယောင် color လေးတွေလာပြီးရွေးလို့ရတယ်ပေါ့နော်မောက်လေးနဲ့ဖိပြီးရွေးလိုက်မယ် okay ပေးလိုက်မယ်အားပြီးလို့ရှိရင်ကို share မဲ့ background ကို order base page နဲ့အယောင်ချယ်လိုက်မယ်ဒါကတော့အယောင်ချယ်တဲ့ပိုင်းကတော့ lesson ကျွန်တော် Photoshop lesson 3မှာကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်ပေါ့နော်ဟုတ်ပြီစာဘယ်လိုရေးမလဲဆိုလို့ရှိရင်ဒီဘက်က2 bar ထဲမှာရှိတယ်ဒီမှာ type tool လေးပေါ့နော်ဒီမှာပေါ့နော် horizontal ပဲသူကပုံမှန်ရှိတယ်ပေါ့နော်ဒီကောင်လေးကို type tool လို့ခေါ်တယ်ဒီကောင်လေးရဲ့ shortcut key ကကျွန်တော် keyboard ပေါ်က T လေးကိုနှိပ်ပြီးတော့မှအမြန် shortcut နဲ့တွားလို့ရတယ်ဒီမှာ cursor လေးချလိုက်မယ် cursor လေးချလိုက်လို့ရှိရင်တော့ဒါမျိုးလေးဝင်သွားပြီဒါဒီမှာဆိုလို့ရှိရင်သူ့ရဲ့အယောင်ကအပြာရောင်ဖြစ်နေတယ်ဒါသူနဲ့ကွဲမဲ့အယောင်လေးကိုကျွန်တော်တို့ချယ်မယ်အယောင်လေးကိုရွေးမယ်အဖြူရောင်လေးကိုရွေးပြီး mouse နဲ့ဖိဆွဲလိုက်မယ် okay ပြီးမယ် order base page နဲ့အယောင်ချယ်မယ်အယောင်ချယ်မယ်ဆိုလို့ရှိရင် Photoshop မှာ order base page နဲ့ပဲအယောင်ချယ်မယ်เนาะဒါအယောင်ချယ်တဲ့ဟာကိုလည်းကျွန်တော်တခြားရှင်းပြပြီးဖြစ်တယ်ဟုတ်ပြီဒီကောင်လေးကိုအကျုံးချဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ move tool လေးရှိတယ် move tool လေးကိုရွေးပြီးတော့မှဒါမျိုးလေးအကျုံးချဲ့လုပ်လို့ရတယ်ဟုတ်လားဟုတ်ပြီเนาะဒါမျိုးလေးအကျုံးချဲ့လုပ်လို့ရတယ်အားလေးကိုကျွန်တော်တို့စာရေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ typing ဘိုင်းကတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော် computer basic တက်ထားရတဲ့သူတွေကတော့ဒီမှာ typing စာရိုက်တော့သူတို့ရိုက်တတ်မယ်ပေါ့ဗျာနော်အဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော် T လေးကိုရွေးမယ်ဒီမှာ cursor ချမယ် control A တော့တိမယ်ပေါ့နော် control A select all ပေးထားလိုက်မယ်ဒီကောင်လေးပေးပြီးတော့ကျွန်တော်ဒီနေရာမှာရွေးလို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်ပြည်ထောင်စုဖောင်းကိုရွေးထားတယ်ကျွန်တော်တို့ဒီ W01 font လို့ကျွန်တော် W02 လို့ကျွန်တော်သုံးကြတယ်ပေါ့ဗျာကျွန်တော်ကတော့ဒီမှာ W01 နဲ့ကျွန်တော်သုံးပြီးရိုက်ပြပေးမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီ control A နဲ့ပေးလိုက်မယ် paste page လေးနဲ့ဖြစ်လိုက်မယ်နေကောင်လာဒါဆိုလို့ရှိရင်အခုလိုမျိုးလေးရသွားပြီမူတိုလေးရွေးမယ်နေရာလေးရွှေ့မယ်ဒါမျိုးလေးရွှေ့လိုက်မယ်ဟုတ်ပြီဒါမျိုးဒီကောင်လေးကိုဆွဲကြည့်လိုက်မယ်ဟုတ်ပြီဒီမှာ click ချလိုက်မယ်ပေါ့နော်ဟုတ်ပြီဒီကောင်လေးကိုကျွန်တော်တို့ကနောက်ထပ်စာကြောင်းတစ်ကြောင်းအောက်မှာထပ်ပြီးရေးကျင်သေးတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင် title လေးကိုရွေးပြီးတော့မှဒီမှာကာစာချလိုက်လေရတယ်ဒါဆိုလို့ရှိရင်ဒါမျိုးလေးဖြစ်လာမယ်ကာစာတစ်ခုဝင်လာမယ်ဒါမှမဟုတ်ဘူးဆိုဒီကောင်လေးကို delete ဖြစ်လိုက်မယ်ဒီကောင်လေးကိုကျွန်တော်တို့က order လေးကိုဖိပြီးတော့မှကျွန်တော်တို့ဒီမှာ order လေးကိုဖိပြီးတော့မှ left click လေးနဲ့ပဲဖိဆွဲလိုက်မယ်ဒါဆိုရင်သူနဲ့အယောင်တူတူတစ်ခု layer ပွားသွားပြီပေါ့နော်သူ့ကိုကျွန်တော်တို့က shortcut key အနေနဲ့ကဒါကို control J နဲ့လည်းထပ်ပွားလို့ရတယ်ဒီမှာဆို layer တစ်ခုပွားသွားပြီဒါလေးကိုကျွန်တော် move tool လေးနဲ့ယူပြီးတော့ဒါမျိုးလေးအောက်ကိုနည်းနည်းဆွဲလိုက်မယ် okay ရပြီဒီကောင်လေးကို type tool လေးယူပြီးတော့ဒီမှာ click ချလိုက်မယ် control A select all ပေးမယ်ဒီမှာပြန်ပြီးတော့မှကျွန်တော်တို့ဒီမှာအစာပြန်ရေးလို့ရပါတယ်ကောင်းပါတယ်ပေါ့နော်ဒါဆိုရင်မြန်မာစာလေးဒါရေးလို့ရသွားပြီပေါ့နော်ဒါဆိုဖြူအောင်လေးတွေခြယ်ထားတယ်ဒါအယောင်ကျွန်တော်တို့ကအယောင်ခြယ်တဲ့ဘိုင်းမှာကတော့ one color ပဲကျွန်တော်ခြယ်ပြထားသေးတယ်ပေါ့နော်နောက်ပိုင်းမှာ gradient tool တွေဒီ gradient အနေနဲ့ color တွေဘယ်လိုထည့်မလဲ 3D ဒီ design တွေပေါ့နော်ဒီ 3D font တွေ 2D font တွေ
ဘယ်လိုမျိုးသွားမလဲဆိုတာကျွန်တော်တစ်ဆင့်ချင်းကျွန်တော်ရှင်းပြပေးမယ်လောလောဆယ်ဒီမှာအယောင်ချင်မယ်ဆိုရင်ဒီမှာ color box လေးရှိတယ်ဒီဘက်2ပါးပေါ်မှာအယောင်လေးကိုဒီဘက်မှာဒါလေးကိုဖိပြီးတော့မှအယောင်လေးကိုရွေးမယ်အနီအောင်လေးရွေးမယ် okay ပေးမယ်ကိုချေချင်တဲ့အယောင်ကိုကျွန်တော်တို့ဒီမှာ layer မှာ select မှတ်ပေးထားရမယ်ပေါ့နော်ဒီမှာ select မှတ်ပေးထားမယ် order base page လို့ကြောင်ထည့်လိုက်မယ်ဆိုဒါအယောင်လေးတစ်ခုရသွားပြီပေါ့နော်ခုလိုမျိုးလေးတွေအယောင်လေးတွေပြပြီးတော့ order base page နဲ့အယောင်ချင်မယ်ဒါဆိုရင်ဒါမြန်မာသာ font ပေါ့နော် W01 font တော့သိမှာပါနော်အဲ့ဒါပြီးရင်ကျွန်တော်အင်္ဂလိပ် font တွေရှိတယ်ကျွန်တော်တိုက်တိုးမှာပဲသွားမယ်ကျွန်တော်ဒီမှာရွေးလိုက်မယ်ဆိုရင်ဒီကောင်ဆိုရင်မြန်မာ font ဝင်နေတယ်အင်္ဂလိပ် font ချိန်မယ်ဆိုရင်ဒီကောင်ကိုကျွန်တော်တို့က click ချမယ် control A နဲ့ select all ပေးလိုက်ပါတော့ပြီးပြီးရင်ကျွန်တော်တို့ဒီမှာTiny Roman ပေါ့နော်ဒါကကျွန်တော်တို့ဒါ Photoshop basic တမားတွေတွေ့တာ Tiny Roman font ကတော့ဒါအများသောအားဖြင့်သုံးကြတာပေါ့နော် hello ဆိုတာဒါလေးကိုကျွန်တော်တို့အမှုတိုးလေးနဲ့ရွေးပြီးတော့မှ piece ပဲလိုက်မယ်ဒါဆိုရင် hello ဆိုပြီးရသွားပြီ color ချင်မယ် color box လေးမှာအရောင်ရွေးပြီးတော့မှ order base page နဲ့အရောင်ချင်မယ်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့က Photoshop မှာအခုလို typing အင်္ဂလိပ် font တွေမြန်မာ font တွေကို typing ရိုက်တတ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘယ်လိုမျိုးရိုက်လဲပြီးလို့ရှိရင် font design ချိန်တဲ့ဟာဘယ်နားမှာချိန်လဲဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ကကာစာချမယ်ကာစာချပြီး control နဲ့ select ပေးမယ်ဒီမှာ W35 ဒါဆိုရင် font design တွေချိန်လို့ရမယ်ချိန်တက်သွားပြီလို့ကျွန်တော်ယုံကြည်ပါတယ် W20 တို့ W19 တို့ဒါအများကြီးချိန်လို့ရတယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်လဲဒါFC font တို့ဒါကိုလိုချင်တဲ့ font ဒါဒီမှာ font install လုပ်ပြီးတော့မှဒါအသုံးပြုတဲ့နည်းပေါ့နော် font install လုပ်တဲ့နည်းကိုလည်းကျွန်တော်တင်ပေးသွားပါအောင်မယ်ဒါ install လုပ်တဲ့နည်းဒါမသိတဲ့သူတွေကျွန်တော်ဒီ YouTube TikTok မှာလာပြီးမှတ်ပေးပါကျွန်တော်ဗီဒီယိုတစ်ချက်ပို့ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့သင်ခန်းစာ Photoshop သင်ခန်းစာ level ဒီ lesson 4အနေနဲ့ဒီစာရိုက်မယ်စာရိုက်ပြီးလို့ရှိရင်စာလေးတွေအယောင်ထည့်မယ် font design ချိန်မယ်ဒီအဆင့်ကိုနားလည်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်အသစ် Photoshop Basic အခြေခံအောင်လုံးမသိတဲ့သူတွေအတွက်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်အသေးစိတ်တစ်ဆင့်ချင်းကိုကျွန်တော်သိချစွာရှင်းပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအစမပြတ်ကြည့်သွားခြင်းအပြင်မိတ်ဆွေဟာ Photoshop Basic ကိုလုံးဝကျွမ်းကျင်ပိုင်နိုင်သည့်အထိတက်မြောက်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်